လောကလူအများကဘဝဒုက္ခဆိုပြီးတော့ဘဝကိုချမ်းသာတစ်ခုအနေနဲ့ရှုမြင်ကြဘုရားမြတ်စွာနဲ့အရိယသူတော်စင်တို့ရဲ့ရှုမြင်သုံးသပ်မှုနဲ့အမတန်မှခြားနာနေတယ်လောကလူသားတွေရဲ့အမြင်ကတဏှာအမြင်မာနအမြင်ဒိဋ္ဌိအမြင်နဲ့မြင်တဲ့အခါမှာဘဝဟာချမ်းသာဒုက္ခတစ်ခုအနေနဲ့ပဲမြင်နေကြတာပေါ့ရရှိလာတဲ့ဘဝလေးကိုပဲလောကလူသားတွေကတဏှာအမြင်နဲ့ဧတံမမဒါငါဘဝလို့ဆိုတဲ့တွေ့တာမှုခြေနှက်မှုလေးနဲ့ပဲဘဝပေါ်မှာဆင်ញင်ကြတဲ့အခါမှာဘဝချမ်းသာတစ်ခုအနေနဲ့ထင်လာကြသို့တော်အရိယသူတော်စင်တွေအနေနဲ့ကတော့ဘဝမှာဒုက္ခလို့ပြောပြစရာမရှိတော့အောင်ဘဝဟာဆင်းရဲဒုက္ခတွေနဲ့ပြည့်နေနေတယ်ဒုက္ခဆင်းရဲဆုံးပဲလို့ဒီလိုဆိုလိုတာခန္ဓာနဲ့တူတဲ့ဒုက္ခမရှိဘူးဆိုတာခန္ဓာဟာအဆင်းရဲဆုံးပဲလို့ဒီလိုဆင်းရဲတယ်ဆိုတာဒုက္ခအပေးဆုံးလို့ပြောတယ်ခန္ဓာ၅ပါးဟာဒုက္ခအပေးဆုံးပဲနတ္ထိခန္ဓာတမဒုက္ခဒါမြတ်စွာဘုရားကိုယ်တော်တိုင်ဟောခဲ့တဲ့စကားလုံးပဲခန္ဓာတမခန္ဓာနဲ့တူတဲ့ဒုက္ခလောကမှာဆင်းရဲတခြားဆင်းရဲဒုက္ခဆိုတာနတ္ထိမရှိဘူးတဲ့ခန္ဓာကပေးတဲ့ဒုက္ခအမတန်မှကြီးမားတဲ့ဒုက္ခဖြစ်တယ်လို့ဒီလိုဆိုလိုတာပေါ့အေကောင်းပြီဘဝဒုက္ခကိုရှုမြင်တယ်ဆိုတာခန္ဓာဒုက္ခကိုရှုမြင်တာအဲ့တော့ဘဝဆိုတာခန္ဓာခန္ဓာဆိုတာဘဝဒီလိုမြင်မို့လို့အပြန်သောအဖြစ်လူတွေကတော့ဘဝကိုဘဝနဲ့ခန္ဓာကိုတခြားစီထင်နေကြအဲ့တော့ဘဝဆိုတာခန္ဓာခန္ဓာဆိုတာဘဝပဲဒီနေရာမှာဘာဖြစ်လို့လဲဆိုတော့ကြည့်ဥပါဒနာပစ္စယဘဝမှာကြည့်ကာမဘဝပဲဖြစ်စေဥပပတ္တိဘဝပဲဖြစ်စေဘာကိုဘဝလို့ခေါ်တာတုံးလို့ဆိုခန္ဓာကိုခေါ်တာပဲခန္ဓာကိုခေါ်တယ်ဆိုလို့ရှိရင်နတ္ထိခန္ဓာတမဒုက္ခဆိုတဲ့မြတ်စွာဘုရားစကားတော်အရခန္ဓာနဲ့တူတဲ့ဒုက္ခမရှိဘူးတဲ့သာသနာတော်နဲ့ကြုံတွေ့တဲ့အခိုက်ကလေးမှာဒီအမြင်လေးကိုမရလိုက်ဘူးဆိုလို့ရှိရင်ဘုန်းကြီးတို့တွေနောက်ထပ်ဒီအမြင်မျိုးကိုရနိုင်ဖို့ဆိုအခွင့်အလမ်းတွေအများကြီးနေတော့တယ်ဒါကြောင့်မို့လို့10မိနစ်ပဲဖြစ်စေ9မိနစ်ပဲဖြစ်စေဘဝရဲ့ဒုက္ခဆိုတဲ့သဘောလေးကိုရှုမြင်သုံးသပ်ပေးဖို့လိုအပ်တယ်ပေါ့အဲ့ဒီလိုရှုမြင်သုံးသပ်မှုဟာမိမိဘဝကလွတ်မြောက်ရေးအတွက်အများကြီးအထောက်အကူပြုတယ်ဆိုတာတတိထားကြဖို့ဒီအမြင်လေးဟာခုချိန်မှာကြည့်မယ်ဆိုလို့ရှိရင်တာမန်အမြင်ကလေးတစ်ခုမျှသာဖြစ်တယ်ဘဝကမလွတ်နိုင်လောက်ဘူးလို့ထင်ကောင်းထင်လိမ့်မယ်ကြည့်ရှင်သုလဗံမထေရလွန်ခဲ့တဲ့အတိတ်ဘဝတစ်ခုမှာဘယင်ဖြစ်လို့တိုင်းကလှဲ့တဲ့အခါသူ့မျက်နှာမှာထွက်နေတဲ့ချွေးကိုမိမိမှာရှိတဲ့ဖြူဖွေးနေတဲ့လက်ကင်မွာလေးနဲ့တုပ်လိုက်တဲ့အခါမှာလက်ကင်မွာလေးခန္ဓာကိုယ်မှာရှိတဲ့ကြီးညော်တွေကြောင့်မဲညစ်သွားအဲ့ဒါလို့မဲညစ်သွားတာကိုမြင်လိုက်တဲ့အခိုက်အတန့်လေးမှာအတွေးလေးပါပေါ်တော့ဆိုဟောဒီခန္ဓာကိုယ်ကြီးကိုအကြောင်းပြုပြီးတော့ကြည့်ဖြူဖွေးနေတဲ့လက်ကင်မွာလေးဟာညှဉ်းနှွမ်းသွားရပါလားခန္ဓာကိုယ်ကြီးကမစင်ကြယ်ပါလားဆိုအတွေးလေးတွေးမိသွားအဲ့ဒီအတွေးလေးတွေးမိခဲ့သည့်အတွက်ကြောင့်ရှင်သုလဗံရတဲ့ဘဝရောက်တဲ့အခါအပ္ပဒမဉာဏ်ထိုင်းတဲ့အနေအထားမျိုးရောက်ရှိသွားမြတ်စွာဘုရားကသူ့ကိုအဲ့ဒီလက်ကင်မွာလေးနဲ့ပြန်ဆက်ပေးလိုက်တာနော်ဒါကြောင့်မို့လို့ရဇောဟရဏံဆိုတာလက်ကင်မွာကိုပြောတာ
ဘာလို့လို့ဆိုလက်ကင်မွားဆိုတာတုတ်ဖို့ပြုဖို့ပဲလေရဇောဆိုတာမြူးမုံခန္ဓာကိုယ်မှာကတ်နေတဲ့အမုံအမွားအဲ့ဒါတွေကိုဟရဏဖယ်ရှားနိုင်တယ်ဆိုခန္ဓာကိုယ်ပေါ်မှာရှိတဲ့ကြီးညော်တွေကိုတုတ်เสียလို့ဒီလိုအဓိပ္ပာယ်ရတယ်အဲ့ဒါကြောင့်မလို့ဒီဘဝပိုင်းလေးပေးလိုက်တဲ့အခါဘဝပိုင်းလေးပေါ်မှာအာယုံရအောင်ဖြူစင်းနေတဲ့ဘဝပိုင်းလေးမှာပထမဆုံးဩရဒကတိုင်းဆိုတာရှုတယ်အဖြူလေးပေါ်မှာအာယုံစိုက်လိုက်တဲ့အခါတမာရီစွမ်းအားတွေရအဲ့ဒါလို့ရလာပြီးတဲ့အချိန်ပရမဇန်ဒုတိယဇန်တတိယဇန်သရုတ်ထဇန်ဆိုတဲ့အမတန်အဆင့်မြင့်တဲ့တမာရီရလာတဲ့အချိန်ကြတော့မြတ်စွာဘုရားရဲ့အပိကုညီမှုနဲ့အဲ့ဒီထိုဘဝပိုင်းလေးဟာအဖြူရောင်လေးကနေပြီးတော့ညှဉ်းနှွမ်းသွားတဲ့အနေအထားမျိုးလေးဖြစ်သွားတယ်ရှင်စုလပန်ရဲ့လက်နဲ့ပုတ်ရင်းနဲ့ညှဉ်းနှွမ်းသွားတဲ့အနေအထားလေးမြင်တဲ့အခါကျတော့ကြည်အတိတ်ဘဝတုန်းကလက်ကင်ဘဝလေးညစ်သွားတာကိုကြည့်ပြီးတန်ဝေကစိတ်လေးဖြစ်ခဲ့တာနဲ့ပြန်ဆက်လိုက်တာဆက်လိုက်တော့ဒီအချိန်မှာချက်ချင်းပဲဝိပဿနာဉာဏ်ရည်တွေတက်ပြီးတော့ဘဝရဲ့ဒုက္ခကိုရှုမြင်သုံးသပ်သွားတယ်ယဟန္တာဖြစ်သွားတယ်ဆိုတဲ့ဒီဇာလန်းကိုဘုရားဘာသာဝင်တွေကြားဘူးဒါအကြောင်းမဲ့ဖြစ်တာမဟုတ်ဘူးအဲ့တော့ဘုန်းကြီးတို့တွေလည်းဒါလေးတွေကိုအမှတ်တမဲ့မနေနဲ့အမှတ်တမဲ့မနေနဲ့ကိုယ်အင်ကြီးလေးလျှော်ဖွတ်တဲ့ကိုဝတ်ထားတဲ့အင်ကြီးလေးမဲညစ်သွားတဲ့အခါခန္ဓာကိုယ်ကြီးအကြောင်းပြုပြီးတော့ဒီအင်ကြီးလေးကမဲညစ်သွားပါလားလို့ဆိုတဲ့တန်ဝေကစိတ်ကလေးဖြစ်အောင်ကြိုးစားအဲ့ဒီဖြစ်လာတဲ့တန်ဝေကစိတ်ကလေးဟာနောက်တစ်ချိန်မှာတကယ်ကို investment ပေါ့ယဉ်ဤမြုပ်နှံထားတဲ့ကုသိုလ်တစ်ခုဖြစ်လာတန်ဝေကစိတ်လေးအမတမတန်မိုးရှိတယ်အေးလက်ကင်မွားလေးနဲ့မျက်နှာကိုတုပ်ရင်ဖြစ်စီတပည့်နဲ့မျက်နှာကိုတုပ်တဲ့အခါဖြစ်စီချွေးတွေတန်တွေထွက်လို့တုပ်လိုက်လို့မဲညစ်သွားပြီဆိုလို့ရှိရင်လေခန္ဓာကိုယ်ရဲ့ဒုက္ခလေးကိုသုံးသပ်ကြည့်ပါတဲ့ခန္ဓာကိုယ်ရဲ့မစင်ကြယ်မှုတွေရှုမြင်သုံးသပ်ပေးအဲ့ဒီလိုရှုမြင်သုံးသပ်ပေးမှုသည်တာမန်အားဖြင့်ကြည့်မယ်ဆိုရင်တော့ဘာမှအရာရောက်မဲ့ဟာမဟုတ်ဘူးလို့ထင်ကောင်းထင်ကြလိမ့်မယ်သို့တော့ခန္ဓာဘုံပေါ်မှာတွေ့တာနေတဲ့တဏှာကိုကင်လှုပ်နိုင်တဲ့အနေအထားမျိုးရတယ်ပေါ့တည်ငါအားဖြင့်ဒီစိတ်ကလေးပေါ်လာတဲ့အချိန်မှာခန္ဓာဘုံပေါ်မှာတွေ့တာပြီးတော့ခန္ဓာကိုယ်ဒုက္ခလို့ဆိုတဲ့အထင်လေးပျောက်သွားခန္ဓာကိုယ်ရဲ့ဒုက္ခသဘောလေးတွေခန္ဓာကိုယ်ကြောင့်ဒီလိုဖြစ်ရတဲ့အနေအထားလေးတွေကိုစဉ်းကျင်စဉ်းစားနိုင်သွားတယ်တဲ့ဒါကြောင့်မို့အချိန်မှအားလတ်လို့ရိတ်တာတွေသွားပြီးကမ္မထာအာမထုတ်နိုင်ဘူးဆိုတော့ကိုယ်တဏ္ဍာမှာဟောလို့ဘုရားသာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်ပိုင်းလေးမှာဒီလိုအသိစိတ်ကလေးတွေရအောင်ကြိုးစားဖို့လိုအပ်တယ်အဲ့ဒါကိုဆိုကြတာခန္ဓာဒုက္ခဘဝဒုက္ခရှုမြင်သုံးသပ်ပေးရမယ်အဲ့ဒါလို့ကောင်းပြီဘဝဒုက္ခကိုရှုမြင်သုံးသပ်ပေးရမယ်ဆိုတော့ဘဝဒုက္ခဆိုဒီမှာခန္ဓာဒုက္ခဘဝဆိုဒီမှာခန္ဓာကိုခေါ်တယ်ခန္ဓာရတာကိုဘဝလို့ခေါ်တာဖြစ်သောကြောင့်ကဲတို့တွေခန္ဓာရတာဟာဘာရတာလားလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကတန်ရုပ်ပါဠိတော်မှာဘယ်လိုဟောတာဘုရားဟောတဲ့နှုတ်ကပတ်လေးတွေဟာလေနားထောင်ထားမယ်ဆိုလို့ရှိရင်နောင်မိမိကုသိုလ်ကောင်းမှုတွေလုပ်လို့နတ်ပြည်ရောက်သွားလို့ရှိရင်ဒီစကလုံးလေးကြားလိုက်တာနဲ့ငါကြားဘူးတဲ့စကလုံးပဲဆိုပြီးတော့အသိစိတ်ကြီးပြန်ပေါ်တယ်ဒါစာတဲ့ပေထဲမှာဒီတိုင်းဆိုထားတာရှိတယ်နော်သောတာနုကတသုတ်ဆိုတာမြတ်စွာဘုရားဟောထားတဲ့သောတာနုကတသုတ်အမတ်တမဲ့မနေပဲနဲ့သာသနာတော်နဲ့ကြုံတွေ့တဲ့အခါမှာတရားဓမ္မအပေါ်မှာအမတ်တမဲ့မနေပဲနဲ့အခုလို့ဆင်ញင်သုံးသပ်ပေးတာခန္ဓာကိုယ်နဲ့တွဲတာဒါကိုပဲပြောတာခန္ဓာဉာဏ်ရောက်လို့ပြောဘာပြောအင်္ဂလိပ်လိုပြောတော့ apply လုပ်တယ်လို့ခေါ်တယ်နော် apply လုပ်တယ်ဆိုတာဘယ်လောက်ကြာအောင်လုပ်အောင်မှလဲဒီလိုဆိုလိုတာမဟုတ်အသိဉာဏ်ရောက်သွားရင်ဒါ apply ဖြစ်တာလက်တွေ့အသုံးချလိုက်လက်တွေ့အသုံးချမှုသည်အချိန်ဘယ်လောက်ယူရမှလဲဆိုတာလဲမဆိုလို့
အသိဉာဏ်လေးဟာခန္ဓာနဲ့ဆက်ဆက်ပြီးတော့သွားရင်တန်ဖိုးအမှန်တမ်းရှိတယ်လို့တို့ဆိုလိုတာပေါ့အေးကောင်းပြီမြတ်စွာဘုရားကဘယ်လိုဟောတော့ဆိုတော့ယောဘိက္ခဝေရူပတ္တဥပ္ပါရောဒုက္ခတေသောဥပ္ပါရောမြတ်စွာဘုရားဟောပုံကရူပတ္တဥပ္ပါရောရုပ်တရားရဲ့ဖြစ်ပေါ်လာမှုဟာဒုက္ခတဥပ္ပါရောဒုက္ခရဲ့ဖြစ်ပေါ်လာမှုပဲဆိုကြတဲ့ကဒုက္ခဆိုတာဒီနေရာမှာတခြားကိုပြောနေတာမဟုတ်ဘူးဒီခန္ဓာကိုပဲပြောနေတယ်ဆိုတဲ့အဓိပ္ပာယ်ရောက်ဓမ္မပဒပါဠိတော်မှာတော့နတ္ထိခန္ဓာသမဒုက္ခလို့ဒုက္ခထဲမှာဆိုရင်ခန္ဓာဟာအဆိုးဆုံးခန္ဓာနဲ့တူတဲ့ဒုက္ခမရှိဘူးလို့ဒီလိုခေါ်တယ်ဟောတန်ရုံပါဠိတော်မှာကျတော့တို့တွေရတာဘာရတာဘာဖြစ်လာတာလို့ဆိုရုပ်ခန္ဓာကိုရုပ်ရတယ်ယောဘိက္ခဝေရူပတ္တဥပ္ပါရောရုပ်တရားရဲ့မိမိတဏ္ဍာမှာဖြစ်ပေါ်လာမှုရူပခန္ဓာရဲ့ဖြစ်ပေါ်လာမှုဟာပါလေဒုက္ခတေသောဥပ္ပါတော်ဒုက္ခရဲ့ဖြစ်ပေါ်လာမှုဧသောအဲ့ဒီရူပခန္ဓာရဲ့ရုပ်တရားရဲ့ဖြစ်ပေါ်လာမှုဟာဒုက္ခတဥပ္ပါတော်ဒုက္ခဖြစ်ပေါ်လာခြင်းပဲလို့ဆိုတော့ဘဝကိုဒုက္ခလို့ရှုခိုင်းတာပဲမြတ်စွာဘုရားကဲချက်ပြီးတော့ကြည့်လိုက်ရုပ်ခန္ဓာတွေရတယ်ဆိုတာဘာတွေရတာတော့မေးကြည့်လိုက်မေးကြည့်လိုက်တဲ့အခါဘုန်းကြီးတို့တွေတခုစီကြည့်လိုက်မယ်ဆိုလို့ရှိရင်အသုံးဝင်တာတွေကအရင်စားကြည့်လက်တွေ့အသုံးဝင်နေတာဘာလဲမျက်စိဒါဖြင့်မျက်စိရလာတာဘာရတာတော့လို့ဘုရားတရားတော်နဲ့ကိုယ်ကရှုမြင်သုံးသပ်မယ်ဆိုရင်တို့မျက်စိရလာတာဟာဒုက္ခရလာတာပဲလို့ဒီလိုပြောကဲဟုတ်မဟုတ်ကိုစဉ်းစားကြည့်မျက်စိရလာသည့်အတွက်ကြောင့်မျက်စိနာတယ်ဆိုတာဖြစ်တယ်လေမျက်လုံးကန်းတယ်ဆိုတာလည်းမျက်စိရတဲ့လူအတွက်ကြောင့်လူတွေကတော့မျက်စိလေးရှိသည့်အတွက်ကြောင့်ပျော်ကြတာပေါ့မျက်စိရှိတော့လာတာပါတာလည်းမြင်ရတယ်မလာတာမပါတာလည်းမြင်ရမြင်စရာရှိတာလည်းမြင်မျက်စိအသုံးဝင်မူလားဆိုအသုံးဝင်အများကြီးအသုံးဝင်မျက်စိရှိသည့်အတွက်ကြောင့်တယ်လီဗီရှင်းကြည့်လို့ရတာပေါ့လူငယ်တွေဆိုမျက်စိအသုံးဝင်တာမျက်စိရှိသည့်အတွက်ကြောင့်လာတာပါတာတွေကုန်ကြည့်နိုင်တော့အဲ့ဒီလိုအသုံးဝင်ပါရဲ့အသုံးဝင်တာလေးတွေကိုကြည့်မယ်ဆိုလို့ရှိရင်အကောင်းလို့ပဲမြင်ရမှာသို့တော့ဒီမျက်စိဟာဒီတိုင်းနေသလားလို့ဆိုတဲ့အခါကျတော့မျက်စိဟာဒီတိုင်းမနေအလုံးသိတဲ့အတိုင်းနော်ကလေးငယ်လေးဘဝကရထားတယ်မျက်စိတစ်နှစ်ပြီးတစ်နှစ်တစ်နှစ်ပြီးတစ်နှစ်ရင့်လာပြီးတော့နောက်ဆုံးကြတော့သက်60 80 80ရောက်သွားတဲ့အခါကျတော့မုံဝါးဝါးတွေမဖြစ်ပေဘူးလားဖြစ်သွားတယ်ဒါဖြင့်မျက်စိရတဲ့ဒီအသုံးဝင်မှုဟာတခဏလားထာဝရလားလို့မေးလို့ရှင်ဘယ်လိုပြောခဏပဲတဲ့အဲ့တော့ဒီခြားထဲမှာလည်းကြည့်လိုက်အောင်မျက်စိနာလို့မျက်စိမှုံလို့နဲ့ဆိုပြီးတော့စေကန်းတွေသွားကြရတယ်မျက်မှန်တွေတက်ကြရတယ်ဟောဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တွေအများကြီးပဲမျက်စိနဲ့ပတ်သက်ပြီးလင်းမရလို့ဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တွေအများကြီးအဲ့တော့ဒီမျက်စိရတာဟာဒုက္ခရကမ္ဘာမှာမျက်စိယောဂဖြစ်ပြီးတော့ဒုက္ခခံရတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲအဲ့တော့မြတ်စွာဘုရားကဆိုလိုတာကကြည့်နော်မျက်စိကြောင့်မျက်စိကိုလုံးဝအသုံးမဝင်ဘူးလို့ဒီလိုပြောတာမဟုတ်ဘူးကဲမျက်စိရလာပြီရလာတဲ့မျက်စိကိုအမိပြုပြီးတဲ့အခါမှာလူတွေဟာမျက်စိကိုအကြောင်းပြုပြီးတော့ကုသိုလ်ရတာနဲ့အကုသိုလ်ရတာဘယ်ဟာများမယ်ထင်နော်ဩမျက်စိရတာကိုအကြောင်းပြုပြီးတော့ငရဲကျသွားတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးပဲဘာဖြစ်လို့လဲဆိုမျက်စိနဲ့မြင်တဲ့အာယုံနောက်ကိုလိုက်ပြီးတော့လောဘဖြစ်တယ်ဒေါသဖြစ်တယ်ဟောလောဘဒေါသတွေဖြစ်တဲ့အခါကျတော့လောဘကြောင့်ဖြစ်တဲ့ကံတရားတွေဒေါသကြောင့်ဖြစ်တဲ့ကံတရားတွေဟာမကောင်းတဲ့အပင်ငရဲ
အပယ်ဆင်းရဲကိုပို့ပေးသည့်အတွက်ကြောင့်ဒီတန်တရားထဲမှာနေမွန်းသွားကြမျက်စိနဲ့မြင်ပြီးတော့ဆင်းရဲဒုက္ခရောက်သွားအကုသိုလ်တွေအများကြီးဖြစ်တယ်မျက်စိဆိုတာကိုအသိစိတ်ကိုမျက်စိနဲ့မြင်ပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်တရားတွေကိုမထိန်းနိုင်ဘူးတတိနဲ့ပညာနဲ့ထိန်းချုပ်ထားခြင်းမလုပ်နိုင်ဘူးဆိုလို့ရှိရင်မျက်စိကနေပြီးတော့အကုသိုလ်တွေဖြစ်တယ်အကုသိုလ်တွေဝင်လာအဲ့တော့အကုသိုလ်ဝင်တာဆိုတဲ့ဒါမျက်စိကပေးတဲ့ဒုက္ခတွေပဲပေါ့တာမန်ဒုက္ခတွေမကြည့်နဲ့မျက်စိနာတယ်ဆိုတာလည်းဒုက္ခပဲမျက်စိမှုန်တယ်ဆိုတာလည်းဒုက္ခမျက်စိကျိန်းတယ်ဟောဒုက္ခတွေအများကြီးဒါကတာမန်ပေးတဲ့ဒုက္ခအလေးနဲ့ဒီတဲ့ထားပြီးတော့စဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင်မျက်စိနဲ့မြင်ပြီးတော့အကုသိုလ်တွေရတာကပို့ပြီးတော့ဒုက္ခပေးရရောက်တယ်အဲ့ဒါကြောင့်ပို့ပြီးတော့အပင်ငယ်ကျသွားတယ်ဆိုဟောမျက်စိကနေပေးတဲ့ဒုက္ခပဲဒါကြောင့်မို့မြတ်စွာဘုရားကတန်ရုပ်ပါဠိတော်မှာဟောတာယောဘိက္ခဝေသက္ခုတ္တဥပ္ပါရောဒုက္ခတိသောဥပ္ပါရောအေးမျက်စိရလာတာဒုက္ခဖြစ်လာတယ်လို့မထင်လေနဲ့ဒုက္ခဖြစ်တာပဲဟောမျက်စိရတာဘာရတာတော့မေးရင်ဒုက္ခရတယ်လို့ပဲပြောရမယ်ဒီလိုဟောတာအဲ့တော့ဘဝကိုရှုမြင်သုံးသပ်လိုက်မယ်ဆိုရင်အတူချုပ်ပြီးတော့ပြောလိုက်တော့ဘဝကြီးတစ်ခုလုံးကိုခြုံငုံပြီးတော့ perspective အနေနဲ့စဉ်းကျင်စဉ်းစားကြည့်လိုက်လို့ရှင်ဒုက္ခလို့ပြောစရာအမှန်တမ်းနည်းပြီးတော့ဒုက္ခလို့ဘာလို့လို့ဆိုရင်နောက်ဆုံးအဆုံးသတ်ဒုက္ခနဲ့ပဲအဆုံးသတ်ဒုက္ခနဲ့အဆုံးမသတ်ဒုက္ခနဲ့ပဲအဆုံးသတ်သွားမယ်အေးဒါကြောင့်မို့လို့နတ္ထိခန္ဓသမဒုက္ခလို့မြတ်စွာဘုရားဟောတာဘဝဒုက္ခရှုမြင်သုံးသပ်ကြအဲ့ဒီတိုင်းပဲလူတွေမှာအသုံးဝင်တဲ့နားဆိုတာရှိနားကိုအကြောင်းပြုပြီးတော့ကောင်းတာတွေမရဘူးလားရတယ်ဟုတ်လားအခုလိုတရားပွဲတွေမှာတရားနာခွင့်ရနားကိုအကြောင်းပြုပြီးတော့ကုသိုလ်တွေရတယ်ဒါမကောင်းဘူးလားကောင်းတယ်သို့တော့နားကပေးတဲ့ဒုက္ခတွေကအများကြီးပဲနားကိုအကြောင်းပြုပြီးတော့တခြင်းတန်လေးနားထောင်လိုက်ตาရလိုက်တွေ့တာလိုက်နဲ့ဆိုပြီးအကုသိုလ်တွေပွားတာအဲ့ဒါလို့ပွားလာပြီဆိုလို့ရှိရင်ထိုအကုသိုလ်တွေကိုအကြောင်းပြုပြီးတော့လူတွေဟာဒုက္ခရောက်ကြပြန်တယ်ပေါ့အဲ့တော့နားကလူတွေကိုချမ်းသာဒုက္ခကိုရစေတတ်တဲ့ကုသိုလ်ကိုဖြစ်စေတာအမှန်တမ်းမှနည်းပြီးတော့ဒုက္ခပေးတာကများနေတယ်အဲ့ဒါကြောင့်မလို့နားရတာဟာလည်းပဲဒုက္ခရတယ်လို့ပဲပြောလို့ရထို့တူပဲဆင်ញင်စဉ်းစားကြည့်မြတ်စွာဘုရားကယောဘိက္ခဝေဂာနတ္တဥပ္ပါရောဒုက္ခတိသောဥပ္ပါရောနှာခေါင်းရတာလဲဒုက္ခရတာပဲယောဘိက္ခဝေဇီဝါယဥပ္ပါရောဒုက္ခတိသောဥပ္ပါလျာရဲ့ဖြစ်ပေါ်လာမှုဟာလည်းပဲဒုက္ခရဲ့ဖြစ်ပေါ်လာမှုပဲထို့တူပဲယောဘိက္ခဝေကာယတ္တဥပ္ပါရောဒုက္ခတိသောဥပ္ပါခန္ဓာကိုယ်ကြီးကာယပတာရာကြီးရလာတာလေဒုက္ခကိုရတာပဲလို့ဟောမျက်စိနာနာလျှာကိုယ်လို့ဆိုတဲ့ဒီယုတ်ခန္ဓာတွေရလာတာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒုက္ခတွေကိုရလာတာဒါကရှုထောင့်တစ်ခုကနေပြီးတော့ချိပြီးတော့ဒုက္ခကိုရှုမြင်သုံးသပ်တိုင်းဖို့ပေါ့ဘဝကိုရှုမြင်သုံးသပ်ဖို့တစ်ခုဟောနောက်တစ်ခုဒီတဲ့လေးနဲ့ထာနဲ့ပြန်ပြီးတော့ရှုမြင်သုံးသပ်လို့ရသေးတယ်ဘယ်လိုရှုမြင်သုံးသပ်လို့ရမလဲဆိုဘုန်းကြီးတို့တွေရထားတဲ့ဟောဒီရုပ်ခန္ဓာကိုယ်ကြီးမျက်စိနာနာလျှာကိုယ်ဆိုတဲ့ဒီရုပ်ခန္ဓာကိုယ်ကြီးဟာရလာတဲ့အချိန်ကနေစပြီးတော့ရက်နေတာမရှိဘူးမြစ်ထဲကမြစ်ရည်တွေတသွင်သွင်စီးနေတယ်လို့ဒီရုပ်ခန္ဓာကိုယ်ကြီးကပြောင်းလဲနေတဲ့ဖြစ်စဉ်ကြီးတစ်ခုပဲဘယ်အရာမှရပ်ပြီးတော့တည်မြဲနေတာမဟုတ်ဘူးတဲ့တည်မြဲနေတယ်ဆိုရင်ငယ်တုန်းကရုပ်ကလေးခုချိန်ရှိမှာပေါ့မရှိဘူးလူတိုင်းဟာမိခင်ဝမ်းကနေပြီးတော့မွေးဖွားလာတဲ့အချိန်မှာငယ်ငယ်လေးနဲ့နုနုဖတ်ဖတ်ကလေးပဲမဟုတ်လားအဲ့ဒီကနေပြီးတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ဖြစ်လာတဲ့အခါကျတော့ချက်ချင်းကြီးပြောင်းတာမဟုတ်ဘူးတဖြည်းနေ့စဉ်နဲ့အမျှမိနစ်ပိုင်းစက္ကန့်ပိုင်းလူရဲ့ရုပ်ခန္ဓာကိုယ်ကပြောင်းလဲသွားတယ်
အဲ့ဒီပြောင်းလာတဲ့ဟာတွေကအလုံးဟာမူလဟာလားလို့ဆိုမဟုတ်ဘူးနောက်ပြောင်းလာတာမှန်သမျှအကုန် copy တွေကြီးပဲ copy တွေဆိုတာအရင်ဟာရဲ့အတုတွေကြီးပဲအစစ်ဆိုတာမရှိတော့ဒီလိုဆိုလို့ဟောတဖြည်းဖြည်းပြောင်းလဲနေတဲ့အရာတစ်ခုဟာကျင့်ဆရာမှမကောင်းပဲပြောင်းလဲနေသည့်အတွက်ကြောင့်ဝိပရိနာမပြောင်းလဲတတ်တဲ့သဘောရှိတယ်အဲ့ဒီပြောင်းလဲနေတတ်တဲ့သဘောရှိသည့်အတွက်ကြောင့်ပြောင်းလဲမှုတွေရဲ့အနှောင့်အယှက်ကိုအမြဲခံနေရသည့်အတွက်ကြောင့်ဒုက္ခဒီနေရာမှာဒုက္ခဆိုတာကိုလူတွေညီးတဲ့ဒုက္ခမျိုးပြောတာမဟုတ်ဘူးဥဒယဘယပฏิပိလနထေနဒုက္ခတဲ့ဖြစ်မှုပြက်မှုတွေကအမြဲတမ်းဒုက္ခပေးနေလို့ဒုက္ခလို့ဒီလိုပြောတာနော်အဲ့ဒီလိုဒုက္ခဖြစ်နေတာကိုဘုန်းကြီးတို့တွေရပ်ချင်လို့ရမလားသာဝရပြောင်းနေတဲ့အရာတခုနောက်ပြန်ဆွဲရင်ရောရမလားဆိုမရအဲ့ဒီလိုလုံးလို့မရနိုင်တဲ့အနေအထားမျိုးကိုပဲအနတ္တလို့ပြောတာဒီလိုဆိုလိုတာနော်အဲ့ဒါကိုပဲစာလို့ပြောတဲ့အခါကျတော့အဝတ္တဝတ္တနာကိုယ်အလိုတိုင်းမဖြစ်ဘူးဝတ္တဆိုတာကိုယ့်ရဲ့အလိုဝတ္တနာဆိုတာဖြစ်တာအဝတ္တဝတ္တနာဆိုတာကိုယ်အလိုချဘာတစ်ခုမှမဖြစ်ဘူးသူ့သဘာဝအတိုင်းသူဖြစ်နေတာဟုတ်တယ်လေဘုန်းကြီးတို့တွေမွေးလာပြီးတဲ့နောက်ကလေးကကိုဖြစ်ချင်တာမှမဟုတ်ပဲရုပ်ခန္ဓာကိုယ်ကြီးကတဖြည်းဖြည်းရင်လာတာခေါင်းမဖြူခြင်းပဲနဲ့လည်းဖြူတယ်သွားမကြိုးခြင်းပဲနဲ့လည်းကျိုးတယ်ပရေမတွန့်ခြင်းပဲနဲ့လည်းတွန့်တယ်မအိုခြင်းပဲအိုလာဒါကိုမဖြစ်ချင်တာတွေဖြစ်တာဒါရုပ်ခန္ဓာကိုယ်ကအဲ့ဒါကြောင့်မလို့အဝတ္တဝတ္တနာအနတ္တလက္ခဏာသုံးပါဆိုတာဟောထားတယ်လေရူပံဘိက္ခဝေအနတ္တရုပ်တရားဟာအနတ္တပဲကိုယ်လိုတိုင်းမဖြစ်ဘူးတဲ့နော်ဘာကြောင့်လို့အကယ်၍ကိုယ်လိုတိုင်းကိုယ်ဟာဖြစ်မဲ့ဆိုရင်ကိုယ့်ရဲ့အတ္တဖြစ်မဲ့ဆိုရင်ရူပိသဟိတံဘိက္ခဝေအတ္တအဝိနာယိတံရူပံအာဘာရယတံဝတေယကိုယ်လို့သတ်မှတ်တဲ့အတိုင်းထားမယ်ဆိုရင်ကိုယ့်ကိုယ်ဘယ်သူကနှိပ်စက်မလဲရုပ်တရားလူကိုယ့်ကိုယ်ဘယ်လိုနှိပ်စက်မလဲမနှိပ်စက်နှိပ်စက်ရုပ်တရားဆိုတာဖြစ်ရလဲနှိပ်စက်တယ်ကြံတဲ့ပတ်ဝန်းကျင်ကိုလည်းနှိပ်စက်တယ်သူကိုယ်သူကိုလည်းနှိပ်စက်တယ်မျက်စိကမျက်စိကိုပြန်နှိပ်စက်တယ်နားပြန်နှိပ်စက်နားရှိလို့နားကြိုက်တယ်ဟောအဲ့ဒါလို့နှိပ်စက်ရုံနဲ့မကဘူးအကယ်၍အတ္တဆိုရင်လက်ပိထာသရူပေဧဝမေရူပံဟောတုဧဝမေရူပံမဟာဟောတိငါရဲ့ရုပ်ကလေးဟာဒီပုံစံဖြစ်ပါစေဒီအနေထားဖြစ်ပါစေလို့ကိုလှုပ်ချင်တဲ့အတိုင်းရမှာပေါ့တဲ့ဟောမရသည့်အတွက်ကြောင့်အနတ္တလို့ပြောတယ်ဒါအမတ္တမရှင်းတယ်မြတ်စွာဘုရားဟောထားတာနော်အမတ္တမရှင်းအဲ့ဒီနည်းနဲ့ဆင်ញင်သုံးသပ်ပေးရအဲ့ဒီလိုဆင်ញင်သုံးသပ်ပေးတာဟာ meditation ကမ္မထာလုပ်တာပဲအဲ့ဒါကိုပါဠိစကားလုံးနဲ့ပြောတဲ့အခါကျတော့အနုပတ္တနာလို့ပြောတာအနုဆိုတာလျော်ညီစွာပတ္တနာရှုမြင်ခြင်းဘာနဲ့ရှုတော့ဉာဏ်နဲ့ရှုကမ္မထာထိုင်နေဆိုတာဒီလိုတမာရီတွေရအောင်လုပ်ပြီးတော့ဒီလိုထိုင်နေမှာကမ္မထာပုံစံနဲ့ထိုင်နေမှာကမ္မထာထိုင်တာမဟုတ်ဘူးဘဝကြီးကိုရှုမြင်သုံးသပ်တာဘယ်ပုံစံနဲ့ပဲထိုင်နေအိပ်ရင်ရှုနေဘယ်လိုရှုနေဒီကမ္မထာဆိုဒီမှာစိတ်အလုတ်ဆိုတာကိုတော့မမေ့နဲ့စိတ်အလုတ်ဆိုတာမမေ့မထိုင်ရဘူးပြောတာမဟုတ်ဘူးเนาะကမ္မထာဆိုတာ posture တော့ရှိတာအဲ့တော့မြတ်စွာဘုရားကဒါမို့ဣရိယာပုတ်၄ပါးလုံးနဲ့ကမ္မထာကိုရှုမှတ်ဖို့ပြောတာအာနာပါနတစ်ခုပဲထိုင်ပြီးတော့ရှုဖို့ဆိုတာအာနာပါနထွက်လေဝင်လေနဲ့ပတ်သက်တဲ့တမာတိရအောင်ပို့ချပေးထားတယ်။ဉာဏ်နဲ့ကမ္မထာနေဆိုလို့ရှိရင်စဉ္ညာလျှောက်ရင်ရှုမယ်ထိုင်ရင်ရှုမယ်မတ္တရရင်ရှုမယ်လမ်းလျှောက်ရင်ရှုမယ်ဟောလျှောက်ရင်ရှုမယ်လျှောက်တိုင်ရသွားဣရိယာပုတ်၄ပါးကိလေသာတွေမဝင်ရအောင်ရှုမြင်သုံးသပ်အထူးသဖြင့်တော့ရေပုံရအနေနဲ့မြတ်စွာဘုရားကစဉ္ညာလျှောက်ထားရင်ထိုင်တာရင်ဒီနှစ်ခုကိုဦးစားပေးပြီးတော့ဟောဒါဘာလို့လဲဆိုတော့လူဆိုတာပြင်းတတ်တယ်လေအိပ်ပြီးတော့ကမ္မထာရှုလို့ရတယ်ဆိုရင်လူကအိပ်ပြီးတော့ရှုရင်ဘာဖြစ်အိပ်ပျော်သွားမှာပေါ့အိပ်တဲ့ဘက်ရောက်သွားမှာပေါ့နော်
ဒါကြောင့်မို့မြတ်စွာဘုရားကထိုင်ခြင်းဣရိယာပုတ်နဲ့စဉ္ညာလျှောက်ခြင်းဣရိယာပုတ်ကိုအဓိကထားပြီးတော့ညွှန်ပေးတယ်ကျန်တာကရှုလို့မရလို့ပြောတာမဟုတ်ဘူးရှုလို့မရလို့ပြောတာမဟုတ်ဘူးအဲ့တော့ထိုင်ခြင်းလျောင်းခြင်းဖြင့်မတရပြီးတော့ရှုကြတာလည်းရှိတယ်နော်ဟိုလမ်းလျှောက်ရင်လည်းလမ်းလျှောက်တယ်ဆိုတာတော့ဈဉ္ညာလျှောက်တာပေါ့ဟိုလျောင်းဆက်ပြီးတော့လည်းပဲကမ္မထာရှုလို့ရတယ်ဆိုပါစို့အေးများသောအားဖြင့်တော့လျောင်းဆက်ပြီးတော့ရှုမယ်ဆိုလို့ရှိရင်လူဟာပြင်းပြီးတော့အိပ်ပျော်သွားတယ်လို့လျောင်းဆက်ပြီးတော့ဆိုတာကိုစာထဲမှာမပြောဘဲနဲ့ထားတာသို့တော်လည်းပဲရှုလို့ရတယ်လို့ပဲစိတ်အလုပ်ဖြစ်သည့်အတွက်ကြောင့်မိမိတို့စိတ်စွမ်းအားနဲ့ကိုက်ညီတဲ့အနေအထားမျိုးနဲ့ရှုလို့ရတယ်လို့ဘဝရဲ့ဒုက္ခရှုမြင်သုံးသပ်ကြဘဝရဲ့ဒုက္ခကိုရှုမြင်သုံးသပ်တဲ့အခါအခုလိုမြင်ကြရတာပေါ့ဒါကမမြဲတဲ့ရှုထောင့်ကနေကြည့်တာမမြဲတဲ့ရှုထောင့်ဘဝတစ်ခုရလာရင်တဖြည်းဖြည်းပြောင်းလဲနေတယ်ပြောင်းလဲနေတာတစ်ခုကိုပြောင်းလဲနေသည့်အတွက်ကြောင့်စိတ်ပြည့်စရာကောင်းလို့ဒုက္ခအဲ့ဒီစိတ်ပြည့်စရာကောင်းတဲ့အခြေအနေကြီးတစ်ခုကိုကိုယ့်အလိုတိုင်းဖြစ်အောင်လုပ်လို့မရလို့အနတ္တလို့ဆိုရင်ဒီရှုထောင့်ကနေပြီးတော့လေဘဝဒုက္ခကိုဆင်ញင်သုံးသပ်ကြည့်လို့ရတယ်လို့အဲ့ဒါတွေကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားကနတ္ထိခန္ဓာတမဒုက္ခခန္ဓာနဲ့တူတဲ့ဆင်းရဲဒုက္ခဆိုတာမရှိဘူးလို့ဟောရုပ်ခန္ဓာတွေနဲ့ပတ်သက်ပြီးတော့အခုလိုပြောမျက်စိနာနာလျှာကိုယ်လို့ဆိုတဲ့ဉာဏ်နဲ့ရုပ်တွေဟာလေဒီတိုင်းပဲခန္ဓာကိုယ်ထဲမှာရှိသမျှရုပ်တွေဟာဘုန်းကြီးတို့တွေရလာတာဒုက္ခကိုပဲရလာတယ်လို့ဒီလိုမြင်နိုင်အောင်ဘုန်းကြီးတို့တွေဆင်ញင်သုံးသပ်ရအနုပတနာလို့ခေါ်တဲ့အတိုင်းလျော်တဲ့အမြင်သို့မဟုတ်ထပ်တလဲလဲရှုမြင်မှုအဲ့ဒါကိုအနုပတနာကိုအင်္ဂလိပ်လိုပြန်တဲ့အခါ contemplation လို့ပြန်တယ် contemplation လို့ဟုတ်တတိပရဏမဟာတတိပရဏသုတ်ကိုဟောတဲ့အခါမှာမြတ်စွာဘုရားကဒီအနုပတနာဆိုတဲ့စကားလုံးကိုသုံးတာပဲကာယ ानु ပတနာဝေဒနာ ानु ပတနာစိတ် ानु ပတနာဓမ္မ ानु ပတနာဆိုပြီးအနုပတနာဆိုတဲ့စကားလုံးကိုသုံးတာသမာဓိဆိုတဲ့စကားလုံးကြတော့ concentration လို့ပြောတာဒါ meditation ဆိုတာ ਨੇ contemplation ကအလားတူတူတယ်ပေါ့အဲ့တော့ concentration လုပ်တာလေးတစ်ခုကိုပဲကမ္မထာထိုင်တယ်လို့ခုခေတ်မှာတော့အများကထင်မှတ်နေတတ်တယ်ပေါ့သမာဓိရအောင်လုပ်နေတာကိုပဲကမ္မထာထိုင်တယ်လို့အောက်မေ့နေတတ်တယ်ဒါကြောင့်မို့လို့ contemplation လို့ခေါ်တဲ့အသိဉာဏ်နဲ့ဖန်မှန်ထထဆင်ញင်သုံးသပ်နေမှုရှုမြင်သုံးသပ်နေမှုဟာအနုပတနာအဲ့ဒါအမှန်တမ်းအရေးကြီးပါတယ်ဘဝဒါကြောင့်မို့လို့ဘုန်းကြီးတို့တရားကောင်းစဉ်ပေးတဲ့အခါမှာဘဝကိုရှုမြင်ဘဝဒုက္ခကိုရှုမြင်သုံးသပ်ခြင်းဆိုတာ contemplation ကိုပြောကောင်းပြီရုပ်တရားတွေကိုယခုလိုရှုမြင်သုံးသပ်နိုင်တယ်လို့ဝေဒနာခန္ဓာလို့ဆိုတဲ့ဝေဒနာအစုကိုလည်းပဲရှုမြင်သုံးသပ်နိုင်ရမယ်အဲ့တော့ဝေဒနာဆိုတာဘုန်းကြီးတို့တွေတွေ့အောင်ရှာဖို့လိုသေးတယ်မြန်မာလူမျိုးတွေကဝေဒနာဆိုလို့ရှိရင်ယောဂနဲ့သွားပြီးတော့ရောထွေးတတ်တယ်ဒီနေရာမှာဝေဒနာခန္ဓာမှာဝေဒနာလို့ပြောတာယောဂကိုပြောတာမဟုတ်ဘူးဒီဝေဒနာကဘာတော့ဆိုရင်စိတ်ရဲ့အာယုန်နဲ့တွေ့တဲ့အခါမှာစိတ်ရဲ့ခံစားမှုအတွေ့အကြုံရရှိမှုကိုဝေဒနာလို့ခေါ်တယ်အဲ့တော့အတွေ့အကြုံရတယ်ဆိုတာဘာကိုပြောတာတော့ဆိုရင်ကြည့်လေနှစ်သက်စရာအာယုန်လေးတွေ့ရင်ရှင်းတဲ့အတွေ့အကြုံလေးပေါ့မနှစ်သက်စရာအာယုန်နဲ့တွေ့ရင်မနှစ်သက်တဲ့အတွေ့အကြုံလေးပေါ့နှစ်သက်စရာလည်းမဟုတ်ဘူးမနှစ်သက်စရာလည်းမဟုတ်ဘူးတာမန်အတွေ့အကြုံလေးတစ်ခုဆိုလို့ရှင်အလယ်လက်ခံစားမှုတွေ့ကြုံမှုလေးပဲပေါ့အဲ့ဒါကိုစာလို့ပြောရင်နှစ်သက်စရာအတွေ့အကြုံကိုဒုက္ခဝေဒနာမနှစ်သက်စရာအတွေ့အကြုံကိုဒုက္ခဝေဒနာနှစ်သက်စရာလည်းမဟုတ်ဘူးမနှစ်သက်စရာလည်းမဟုတ်ဘူးဆိုတာကြတော့အဒုက္ခမဒုက္ခဒုက္ခလည်းမဟုတ်ဒုက္ခလည်းမဟုတ်ဆိုတဲ့အတွေ့အကြုံအဲ့ဒါကြောင့်မို့ဝေဒနာဆိုဒီမှာအာယုန်နဲ့စိတ်နဲ့ဆုံလိုက်တဲ့အခါမှာ
အာယုံရဲ့အပေါ်မှာကျင့်တတ်မှုမကျင့်တတ်မှုဆိုတဲ့အနေအထားမျိုးလေးစိတ်ရဲ့ခံစားမှုမျိုးလေးကိုပြောတာလို့နော်ပြောတယ်မပြောဘူးစိတ်ညစ်တယ်ဒါတွေကဘာကိုပြောတာတော့ဆိုဝေဒနာကိုပြောတာပဲကိုယ်စိတ်ထဲမှာဖြစ်တာတွေကိုပြောတာဒီကနေ့နေရထိုင်ရတာပျော်လိုက်တာနေလို့ကောင်းတယ်ဟောဒါဒုက္ခဝေဒနာကိုပြောတာအေးဒီနေ့မှနေလို့ထိုင်လို့မကောင်းဘူးဆိုရင်ဒုက္ခဝေဒနာကိုပြောတာကောင်းတာလည်းမဟုတ်ဘူးမကောင်းတာလည်းမဟုတ်ဘူးပုံမှန်ပဲဆိုရင်ဒါဥပေက္ခဝေဒနာကိုပြောတာအဲ့တော့ဘယ်ဟာပဲဖြစ်ဖြစ်ဝေဒနာဟာဝေဒနာအစုဟာဘုန်းကြီးတို့တွေစိတ်ထဲမှာပေါ်လာတဲ့ဝေဒနာအစုကိုရထားကြတယ်အဲ့ဒါကိုဝေဒနာခန္ဓာကိုရတယ်လို့ပြောတာအဲ့ဒီဝေဒနာအစုကိုပဲဝေဒနာအစုကိုပဲဥပပတ္တိဘဝလို့ဒီလိုပြောလို့ရတယ်ဘဝဆိုတဲ့နေရာမှာဒီစိတ်ရဲ့ခံစားမှုဟာအမှန်တမ်းအရေးပါအရေးပါသည့်အတွက်ကြောင့်လူတွေဟာခံစားမှုကိုဖြည့်ဆည်းဖို့ရအလုပ်လုပ်ကြဟောဒုက္ခဝေဒနာခံစားမှုပျော်ရွှင်ချမ်းသာမှုရည်ရွယ်ပြီးတော့လူတွေဟာအလုပ်ရှာကြဒါကြောင့်မို့ဘဝနဲ့တွေ့တဲ့အခါမှာဘာအတွက်မင်းတို့အလုပ်လုပ်ကြတာတော့လို့မေးလို့ရှိရင်အရင်ကြကြဖြေမယ်ဆိုလို့ရှိရင်ဒုက္ခပျော်ရွှင်ချမ်းသာမှုအတွက်ဒုက္ခဝေဒနာအတွက်အလုပ်လုပ်တယ်လို့ပဲဒီလိုပြောအလုံးဟာချမ်းသာဖို့ပဲကြည့်လေတယောက်နဲ့တယောက်တွေ့ဆူတောင်းရင်တောင်မှပဲကြည့်ပါလားချမ်းသာကြပါစေလို့မဆိုဘူးလားအဲ့ဒါဘာကိုဆူတောင်းတာတော့ဆိုစိတ်ရဲ့ခံစားမှုလေးတွေကိုဆူတောင်းတာပဲနော်ပျော်ရွှင်ကြပါစေချမ်းမြေ့ကြပါစေအေးတလောကလုံးလူတွေဟာဒီနှစ်သက်ခုကာလသမယဆိုရင် Happy New Year နဲ့ပြောနေကြတာ Happy ဆိုတာဘာပြောတာတော့ပျော်ရွှင်မှုကိုပြောတာပဲအဲ့တော့လောကလူတွေဟာဘာတွေကိုရှားနေကြတာတော့ဆိုပျော်ရွှင်မှုကိုရှားတယ်အဲ့ဒါကြောင့်မေးလိုက်ပဲပျော်ရွှင်မှုရှာတာမဟုတ်ပါဘူးတဲ့အလုတ်ရှာတာပါဒါဖြင့်ပြန်မေးမယ်အလုတ်ကဘာအတွက်တုံးဆိုအလုတ်ရှာတယ်ဆိုတာအဲ့ဒီအလုတ်ကဘာအတွက်တုံးဆိုပတ်ဆံရအဲ့ပိုက်ဆံကဘာလို့ဖို့တုံးဆိုပျော်ရွှင်မှုအတွက်ရနောက်ဆုံးကပျော်ရွှင်မှုအတွက်ရှာနော်သေးသေးချာချာစဉ်းစားကြည့်နော်သေးသေးချာချာစဉ်းစားကြည့်မိဘတွေမောင်နှမတွေနော်မိဘတွေကသာသမီချစ်တယ်ဆိုတာမပြောကြဘူးလားတကယ်ချစ်တယ်လို့ထင်လားသေချာစဉ်းစားမကြည့်ရင်မသိဘူးတော့တကယ်ချစ်တယ်လို့ထင်လားမိဘတွေချစ်တာကတကယ်သာသမီဟုတ်ကလားလို့ကဲသုံးသပ်ပြီးတော့ကြည့်အောင်မိဘချစ်တာကသာသမီလားလို့မေးလို့ရှိရင်မဟုတ်ဘူးလို့ဖြေရဒါဖြင့်ဘာကိုချစ်တာတော့ဆိုသာသမီကိုကြည့်ပြီးတော့ဖြစ်ပေါ်လာတဲ့သူတို့ရဲ့စိတ်နှလုံးအေးချမ်းမှုကိုချစ်တာဒီစိတ်နှလုံးအေးချမ်းမှုကဘယ်သူကြောင့်ရနေတာတော့ဆိုရင်သာသမီကြောင့်ရနေတာဟုတ်ကဲ့လေသားလေးသမီးလေးကိုကြည့်ပြီးတော့စိတ်ထဲမှာမပျော်ဘူးလားအဲ့ဒါလေးကိုချစ်တာတကယ်ရတော့အကယ်၍ဒီသားသမီးကဆိုးမိုက်ပြီးတော့သူတို့ရဲ့စိတ်နှလုံးချမ်းမြေ့မှုလေးကိုဖျက်ဆီးမယ်ဆိုရင်ဒီသားသမီးချစ်သေးလားဒါကြောင့်မလို့သတင်းစာထဲကြည့်လိုက်ရင်အမွေပြကြော်ညာတာတွေရှိတယ်မဟုတ်လားအဲ့ဒါဟာသားသမီးချစ်တာပဲဟုတ်မလဲဒီသားသမီးကသူတို့ရဲ့တဏ္ဍာမှာဖြစ်ပေါ်လာတဲ့ပျော်ရွှင်ချမ်းမြေ့မှုကိုဖျက်ဆီးပြစ်တော့ဒီသားသမီးပဲချစ်နိုင်တော့မလို့ဟုတ်လားအဲ့တော့တရားခံအရှာမလွဲစေနဲ့ပေါ့အဲ့တော့တရားခံအရှာလွဲလို့ရှိရင်အကြောင်းတရားအစစ်အမှန်ကိုမသိသည့်အတွက်ကြောင့်လွဲမှားတယ်ဆိုတာအဲ့ဒါကိုပြောတာနော်ပြစ်မှတ်ကလွဲမှားနေတယ်အဲ့တော့မိဘကသားသမီးချစ်တယ်ဆိုတာတဆင့်ကသားသမီးကိုအကြောင်းပြုပြီးတော့သူတို့တဏ္ဍာမှာရရှိလာတဲ့ပျော်ရွှင်ချမ်းမြေ့မှုစိတ်ချမ်းသာမှုကိုမိဘတွေကချစ်အဲ့ဒီကိုယ်တဏ္ဍာမှာရရှိလာတဲ့ပျော်ရွှင်ချမ်းမြေ့မှုကိုဒီသားသမီးကဖျက်လို့ဖျက်ဆီးလုပ်ပြီးဆိုလို့ရှိရင်ဒီသားသမီးသွားတော့ဒီလိုဆိုလို့တာဟုတ်ကဲ့အဲ့တော့အစစ်အမှန်ကလောကလူတွေဟာဒုက္ခဆိုတာကိုချစ်မြတ်နိုးနေကြတာတဲ့အဲ့တော့ဒုက္ခဆိုတာဘာတုံးလို့ဘုရားတရားတော်နဲ့ပြောမယ်ဆိုရင်ဝေဒနာကိုချစ်တယ်ဝေဒနာဆိုတာဝေဒနာခန္ဓာအဲ့တော့ဘဝဆိုတာခန္ဓာကိုရတာမြတ်စွာဘုရားသခင်ကိုရောမြတ်ကဘယ်လိုဟောတော့ဆိုယောဘိခဝေဝေဒနာယဥပ္ပါရောဒုက္ခတိတောဥပ္ပါရောခြေသားရန်တို့ဝေဒနာရဲ့ဖြစ်ပေါ်လာမှုဟာဒုက္ခရဲ့ဖြစ်ပေါ်လာမှုပဲလို့ဒီလိုဟောတယ်
ဘာဖြစ်လို့ဒုက္ခလို့ဝေဒနာကိုပြောတော့ဆိုကဲပျော်ရွှင်ချမ်းမြေ့မှုဆိုတာသာဝရလားတခဏလားလို့မေးရင်ဘယ်လိုဖြေမလို့အဲ့တော့တခဏဆိုလို့ရှိရင်ဒီချမ်းသာဒုက္ခကိုသာဝရရတာမဟုတ်သည့်အတွက်ကြောင့်ခဏခဏဆုံးရှုံးတိုင်းစိတ်ဆင်းရဲနေရဒီဝေဒနာဆိုတဲ့ဒုက္ခဝေဒနာကိုယ်တဏ္ဍာမှာဖြစ်လာလို့ရှိရင်တခဏလေးသာအကြောင်းတိုက်ဆိုင်တဲ့အခါလေးမှာဖြစ်လာတာဖြစ်ပြီးရင်လည်းပျက်စီးသွားတာဖြစ်သောကြောင့်မြတ်စွာဘုရားကဟောတယ်လေဒုက္ခဝေဒနာကိုထိတိဒုက္ခတဲ့ရှိနေတော့သာဒုက္ခပါတဲ့ဝိပရိနာမဒုက္ခပြောင်းသွားတာနဲ့တပြိုင်တည်းဒုက္ခပါလို့ဒီလိုပြောတာအဲ့ဒါကြောင့်မို့လို့ဒုက္ခဟာလည်းဒုက္ခပဲဒုက္ခလို့ရှုနိုင်ရမယ်လို့မြတ်စွာဘုရားဒီလိုဟောတယ်အဲ့တော့ဒုက္ခကိုဒုက္ခလို့ရှုနေလို့ရှိရင်တွေ့တာမှုတွေဖြစ်တွေ့တာမှုတွေဖြစ်လာလို့ရှိရင်ဒုက္ခဝေဒနာကိုဖယ်ရှားနိုင်ခြင်းမရှိဘူးမဖယ်ရှားနိုင်လို့ရှိရင်တဏှာကထွက်ပေါက်ဆိုတာမရနိုင်ဘူးတဲ့ဒါကြောင့်မို့ဝေဒနာအပေါ်မှာလည်းပဲဒုက္ခလို့ရှုမြင်သုံးသပ်နိုင်ရမယ်လို့ဘဝဒုက္ခတစ်ခုအဖြစ်ဖြစ်ရှုမြင်သုံးသပ်နိုင်ရမယ်ဒီလိုမြတ်စွာဘုရားဟောနောက်တစ်ခုကတော့တင်ညာဆိုတာကမှတ်ထားကိုပြောတာနော်လူတွေကမှတ်နေကြတာပဲစိတ်ဖြစ်လာလို့ရှိရင်မျက်စိကအာယုံတစ်ခုမြင်လိုက်ရင်မှတ်လိုက်တယ်နားကအတန်ကြားလိုက်ရင်လည်းမှတ်လိုက်တယ်မှတ်လိုက်တာဆိုတာသူ့ဟာသူသဘာဝအတိုင်းမှတ်နေတာအဲ့ဒီမှတ်တဲ့တင်ညာဟာလည်းပဲမှတ်ပြီးရင်ပျက်စီးသွားတာဖြစ်သောကြောင့်ခိုင်မြဲတဲ့အရာမဟုတ်ဘူးတခါလူတွေကတင်ညာကိုအပြစ်တင်ပြီးပြောတာရှိတယ်မို့လားနော်ငါနဲ့အမှတ်သားနဲလိုက်တာနော်မမှတ်မိနိုင်ဘူးဆိုပြီးတော့ကိုယ်တင်ညာကိုအပြစ်တင်ဘယ်တင်ညာပဲဖြစ်ဖြစ်တင်ညာသဘာဝတရားအကြောင်းတရားနဲ့တွဲပေါ်လာပြီးတော့မှတ်တယ်အမှတ်မှားမှုကိုအကြောင်းပြုပြီးတော့ဘာတွေဖြစ်တယ်ဆိုအကုသိုလ်တွေဖြစ်ကြအဲ့ဒီအကုသိုလ်တွေဖြစ်လို့ဘဝမှာနစ်မောနေကြတာဒါကဘယ်သူကဒုက္ခပေးတာတော့ဆိုတင်ညာကဒုက္ခပေးတာလို့ဒီလိုဆိုလို့လေအဲ့ဒါကြောင့်မလို့တင်ညာဆိုတဲ့တင်ញက်ခန္ဓာဟာလည်းပဲသူ့သဘာဝတရားကိုကြည့်မယ်ဆိုလို့ရှိရင်လည်းမမြဲတဲ့အရာဖြစ်တယ်နောက်တစ်ခါသူ့ကိုအကြောင်းပြုပြီးတော့လည်းပဲဘဝမှာဒုက္ခတွေအများကြီးရတယ်ဒါကြောင့်မို့တင်ညာကိုလည်းပဲဒုက္ခလို့ရှုမြင်သုံးသပ်နိုင်ကြရမယ်လို့သူ့ရဲ့အပြစ်ကိုလည်းပဲရှုမြင်နိုင်ရမယ်သဘာဝတရားတိုင်းမှာအပြစ်ရှိတယ်အဲ့ဒီအပြစ်ဟာဘာလဲလို့ဆိုရင်မမြဲတာအပြစ်ပဲမမြဲခြင်းဟာအပြစ်ပဲအဲ့ဒါကိုအာဒီနဝလို့ခေါ်တယ်မြတ်စွာဘုရားကတရားဓမ္မနဲ့ပတ်သက်ပြီးတော့သုံးမျိုးခွဲပြီးတော့ပြတယ်နံပါတ်1ကအတ္တဓာတဲ့နံပါတ်2ကအာဒီနဝတဲ့နံပါတ်3ကနိတရဏဒါအမတမမှတ်သားလိုက်တဲ့စကားတစ်ခုပဲအတ္တဓာဆိုတာတာယာစရာခြေနှက်စရာအတ္တဓာ enjoyment ဘယ်ရာပဲဖြစ်ဖြစ်ခြေနှက်စရာလေးတွေတစ်ခုစီရှိတတ်တယ်တာယာစရာလေးတွေရှိတတ်တယ်ဒါကြောင့်မို့တာယာမှုလေးတွေပေါ်လာဆိုပါစို့ဘဝဟာတာယာစရာမရှိဘူးလားလို့ဆိုရင်ရှုထောင့်တစ်ခုကကြည့်ရင်တာယာစရာကောင်းတယ်ဘဝလေးရလာသည့်အတွက်ကြောင့်တို့ပျော်ရတယ်ပါရတယ်တွေးကြရတယ်ဆုံကြရတယ်ဟုတ်လားဘဝမှာတစ်ခုဟုတ်ဘဝရလာသည့်အတွက်ကြောင့်ဘဝသူခံစားကြဒါတာယာစရာလေးတစ်ခုပဲပေါ့ကိုရီးယားကားကြိုက်တဲ့လူကလည်းဟောဘဝလေးရထားလို့ကိုရီးယားကားကြည့်ရတယ်လို့ထင်ကောင်းထင်မှာပေါ့နော်အဲ့တော့ဘဝရဲ့တာယာစရာလေးကကိုလုံးချင်စရာလေးတွေလုံနေရတာဒါဘဝရဲ့တာယာစရာလေးတွေအတ္တရလို့ခေါ်တယ်။နောက်အာရိနဝအပြစ်ဆိုတာဘာကိုပြောတာတော့ဆိုမမြဲတာအဲ့ဒီဘဝဟာခိုင်မာတယ်မြဲတယ်ဆိုတာမရှိဘူးတဲ့သာဝရပြောင်းလဲပြီးတော့နေတဲ့အရာဖြစ်တာမမြဲတာဟာအပြစ်ပဲမမြဲသည့်အတွက်ကြောင့်ကိုရထားတာဘယ်တော့မှသာဝရမဟုတ်ဘူးတခဏလာလေးဖြစ်တယ်ဒါဖြင့်နိတရဏဆိုတာထွက်ပေါက်ကိုပြောအစာအုပ်ကြီးကြီးတွေထဲမှာထွက်ပေါက်ဆိုတာရှိတယ် exit လို့ရေးထားတဲ့ထွက်ပေါက်တကားမကြီးတွေဟာလားအစာအုပ်ကျယ်ကြီးတွေထဲမှာလူတွေရောက်နေတယ်ဆိုရင်ထွက်ပေါက်ရှာကြအဲ့တော့အဲ့ဒီမှာတန်တရားဝကထွက်ဖို့ဆိုတာဒီအတ္တရတို့အာရိနဝတို့နှစ်ခုထဲမှာထွက်ပေါက်ဆိုတာဘာကိုပြောတာတော့လို့ဆိုတော့အဲ့ဒီตายာစရာပေါ်မှာတွေ့တာနေတဲ့တဏှာကိုဆန္ဒရာဂကိုဖယ်ရှားနိုင်တာဟာထွက်ပေါက်ပဲသူ့ကိုဖယ်ရမယ်အဲ့ဒါကြောင့်မလို့ရှုမြင်သုံးသပ်တဲ့အခါမှာဘဝဒုက္ခကိုရှုမြင်သုံးသပ်ရမယ်
ဘာဖြစ်လို့ဘဝဒုက္ခကိုရှုမြင်သုံးသပ်ရတယ်လဲလို့ဆိုရင်ဘဝပေါ်မှာတွေ့တာနေတဲ့တဏှာတွေကြီးထွားလာမှဆိုလို့တဏှာတွေကိုဖယ်ရှားဖို့အရာအတွက်ဒါရှုမြင်သုံးသပ်ပေးတာအဲ့တော့နိတ္တရဏဆိုတဲ့ထွက်ပေါက်ကိုရှာတာလို့ဒါကိုမရှုနိုင်မဲနဲ့ဘဝပေါ်မှာတွေ့တာတဲ့တဏှာရာဂကိုမပယ်နိုင်မဲနဲ့ဘဝရဲ့ထွက်ပေါက်ဆိုတာရှာမတွေ့နိုင်ဘူးတဲ့ဒါကြောင့်မို့ရှာတွေ့အောင်ခုနကအနုပတနာဆိုတာမှန်မှန်ကန်ကန်မြင်တတ်ဖို့ချိတတ်ဖို့ရှုမြင်သုံးသပ်ရဒီလိုဆိုလိုတာပေါ့ကောင်းပြီသင်္ခါရဆိုတာတွေကြတော့တွေးတာတွေကြံတာတွေလှုပ်ဆော်တဲ့စေရနာတွေအားလုံးစိတ်ရဲ့လှုပ်ရှားမှုတွေအားလုံးလိုချင်တဲ့လောဘဖြစ်တယ်မုန်းတီးတဲ့ဒေါသတွေဖြစ်တယ်လှူတဲ့တန်းတဲ့အာလောဘဖြစ်တယ်မေတ္တာထားရတဲ့အာရောဓတွေဖြစ်တယ်အသိပညာတွေဖြစ်တယ်အဲ့ဒီအားလုံးတွေကိုခြုံငုံပြီးတော့သင်္ခါရလို့ခေါ်တယ်အဲ့ဒီသင်္ခါရခန္ဓာတွေကရောကြည့်လိုက်ပဲဆိုလို့ရှိရင်မမြဲတဲ့သဘောတရားတွေဖြစ်သောကြောင့်မြတ်စွာဘုရားသခင်ကိုရောမြတ်ကဟောတယ်ယောဘိက္ခဝေသင်္ခါရဏံဥပ္ပါရောနော်ဒုက္ခတိသောဥပ္ပါရောသင်္ခါရတရားတွေသင်္ခါရလို့ဆိုတဲ့ဒီစေတသိက်တရားတွေရဲ့ဖြစ်ပေါ်လာမှုဟာဒုက္ခရဲ့ဖြစ်ပေါ်လာမှုပဲဒါတွေကိုအကြောင်းပြုပြီးတော့လေဒုက္ခရောက်တယ်ဒီသဘာဝတရားတွေဟာမြဲခြင်းမရှိထာဝရတည်မြဲတဲ့အရာတွေမဟုတ်သည့်အတွက်ကြောင့်လည်းပဲဒုက္ခဖြစ်တယ်ဆိုတာကိုရှုမြင်သုံးသပ်ပေးနိုင်ရမယ်တဲ့အဲ့ဒါလို့ရှုမြင်သုံးသပ်ဆိုပါစို့ကိုယ်တဏ္ဍာမှာလောဘဖြစ်ရင်လည်းပဲအော်ဒီလောဘဖြစ်တယ်ဆိုတာမြဲတဲ့သဘောမဟုတ်ဘူးလို့ရှုမြင်ဒေါသဖြစ်လာပြီဆိုရင်လည်းဒေါသကိုပြန်ပြီးတော့ရှုမမြဲတဲ့သဘောတရားဖြစ်ရှုတယ်တနည်းအားဖြင့်ဒေါသရဲ့အပြစ်တွေကိုရှုနိုင်တယ်အလောဘဖြစ်လာပြီလူချင်းတန်းကျင်တဲ့စိတ်လေးတွေပေါ်လာပြီဆိုရင်လည်းဒီသဘာဝတရားဟာမမြဲဘူးအဒေါသဆိုတဲ့နော်မေတ္တာထားတဲ့သဘောတရားပေါ်လာလို့ရှိရင်လည်းငါတဏ္ဍာမှာဒါလည်းအမြဲရှိတာမဟုတ်ဘူးလို့ရှုမြင်သုံးသပ်နိုင်ရမယ်အဲ့ဒါလို့ရှုမြင်သုံးသပ်ခြင်းဖြင့်ဘဝမှာဒီမှန်ကန်တဲ့လမ်းစဉ်တစ်ခုကိုရှုမြင်သုံးသပ်ခြင်းဖြစ်တယ်လို့ဒီလိုဆိုလိုတာပေါ့ဟောနောက်တစ်ခုကဝိညာဉ်နဲ့ခန္ဓာလို့ဆိုတဲ့စိတ်အစုဘုန်းကြီးတို့တွေမှာဒီဝိညာဉ်လို့ဆိုတဲ့စိတ်ဟာဗမာတွေကတော့အဲ့ဒီဝိညာဉ်ဆိုတာကိုဝိညာဉ်ခေါင်းလို့အသက်လို့ဒီလိုယူဆကြသို့တော်ဒီနေရာမှာဝိညာဏဆိုတာအသိစိတ်တွေကိုပြောတယ်အာယုန်နဲ့တွေးလိုက်တဲ့အခါမှာအသိစိတ်လေးကသိတယ်မြင်သိတယ်ကြားတဲ့အခါမှာကြားတဲ့အာယုန်ကိုသိလိုက်တယ်အနံ့ရရင်အနံ့ကိုသိလိုက်တယ်အရသာထိမိရင်တွေးထိမိရင်အရသာကိုသိတယ်ခန္ဓာကိုယ်နဲ့ထိရင်ထိတဲ့အရာကိုသိလိုက်တယ်စိတ်ကူးလို့ရှိရင်ကူးတဲ့အရာကိုသိလိုက်တယ်အဲ့ဒီသိတဲ့သဘောလေးအဲ့ဒီသိတဲ့သဘောဆိုတဲ့ဝိညာဏလေးဟာသိပြီးရင်လည်းပဲပျောက်သွားတာဖြစ်သောကြောင့်သူကလည်းခိုင်မြဲတဲ့အရာမဟုတ်ဘူးခိုင်မြဲတဲ့အရာမဟုတ်သည့်အတွက်ကြောင့်သူကလည်းဖြစ်မှုပြက်မှုတွေနှိမ့်ဆက်နေသည့်အတွက်ကြောင့်ဒုက္ခပဲလို့မြတ်စွာဘုရားယောဘိက္ခဝေဝိညာဏတ္တဥပ္ပါရောဒုက္ခတေသောဥပ္ပါရောဝိညာဏဆိုတဲ့စိတ်အစုရလာတာဟာလည်းပဲဒုက္ခရလာတာပဲလို့ဟောဘဝနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးတို့တွေအခုရလာတာတွေတစ်ခုချင်းတစ်ခုချင်းဆင်ញင်သုံးသပ်ကြည့်လိုက်တဲ့အခါပြန်ပြီးတော့ခြုံငုံကြည့်လိုက်ဘုန်းကြီးတို့တွေရတာရုပ်ကိုရတယ်ဝေဒနာကိုရတယ်တင်ညာရတယ်သင်္ခါရရတယ်ဝိညာဏရတယ်ဆိုရူပခန္ဓာဝေဒနာခန္ဓာတင်ညာခန္ဓာသင်္ခါရခန္ဓာဝိညာဏခန္ဓာတွေကိုရလာအဲ့ဒီရလာသမျှဒီခန္ဓာ၅ပါးရဲ့ဖြစ်မှုတွေဘာဖြစ်တာတုံးဆိုဒုက္ခဖြစ်ပေါ်လာမှုတွေပဲလို့အဲ့ဒါလို့ဒုက္ခရဲ့သဘောကိုဆင်ញင်သုံးသပ်ပြီးတော့ကြည့်နေရအဲ့ဒါကိုဆိုလို့တယ်ဘဝဒုက္ခကိုရှုမြင်သုံးသပ်ခြင်းအဲ့ဒါလို့ရှုမြင်သုံးသပ်နိုင်မှသာလေဘဝပေါ်မှာတွေ့တာတဲ့တဏှာဆိုတာကိုဖယ်ရှားနိုင်မှာဖြစ်ပါတယ်ဘဝပေါ်မှာတွေ့တာတဲ့တဏှာကိုမဖယ်ရှားနိုင်သေးသမျှကာလပတ်လုံးဘဝရဲ့ထွက်ပေါက်ဖြစ်တဲ့နိဗ္ဗာန်ကိုဘုန်းကြီးတို့တွေဝေးကွာနေဥမှာဖြစ်တယ်ဘယ်တော့မှတွေ့ဥမှာမဟုတ်သေးဘူးဒါကြောင့်မို့ဘဝရဲ့ထွက်မြောက်ရာဖြစ်တဲ့ဘဝနိတ္တရဏနိဗ္ဗာန်ကိုရှာတွေးဖို့ရာအတွက်ဘဝပေါ်မှာတွေ့တာတဲ့တဏှာကိုဖယ်ရှားရမယ်။ဘာနဲ့ဖယ်ရှားမလဲဆိုရင်မှန်ကန်တဲ့အမြင်တစ်ခုနဲ့ရှုမြင်သုံးသပ်ပြီးတော့ဖယ်ရှားရမှာဖြစ်တယ်လို့မိမိတို့ကျင့်ရမယ်ဘုရားဘာသာတွေကျင့်ကြံကြိုးကုပ်အားထုတ်ကြတယ်။အခုလိုအနုပတနာလို့ခေါ်တဲ့ contemplation ရှုမြင်သုံးသပ်ခြင်းဖြင့်ဘ
ဘဝပေါ်မှာတွေ့တာတဲ့တဏှာကိုဖယ်ရှားနိုင်တယ်တဏှာဖယ်ရှားလိုက်တာနဲ့တပြိုင်နက်ဒီဘဝကလွတ်မြောက်မှုဆိုတဲ့နိဗ္ဗာန်ချမ်းသာကိုတွေ့မြင်နိုင်ကြမှာဖြစ်တယ်အဲ့ဒီလိုဘဝကိုဖယ်ရှားနိုင်ဖို့အတွက်အင်အားစုတွေကဘာတွေတုံးဆိုရင်မဂ္ဂင်၈ပါးအဲ့ဒီမဂ္ဂင်၈ပါးထဲမှာခုနကအခုလိုဘဝကိုဒုက္ခလို့ရှုမြင်သုံးသပ်တာတမ္မာဒိဋ္ဌိဆိုတဲ့မှန်ကန်တဲ့အမြင်ရှိလို့ရှုမြင်သုံးသပ်နိုင်တာမှန်ကန်တဲ့အတွေးလို့ဆိုတဲ့တမ္မာသင်္ကပ္ပရှိလို့ရှုမြင်သုံးသပ်နိုင်တာဖြစ်တယ်ဒါကြောင့်မို့တမ္မာဒိဋ္ဌိဥဆောင်ပြီးတော့တမ္မာသင်္ကပ္ပမှန်ကန်တဲ့အတွေးတွေနောက်ပြီးတဲ့အခါတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝဆိုတဲ့ကိုယ်ကျင့်တရားတွေကိုအခြေခံပြီးတော့တမ္မာဝါယာမဆိုတဲ့ဒီရှုမြင်သုံးသပ်မှုကိုတွန်းအားပေးပြီးကြိုးစားမယ်ဆိုရင်တမ္မာတတိဆိုတဲ့ဒီဘဝအပေါ်မှာတတိထားတတ်မလာမှုနဲ့တမ္မာသမာဓိလို့ဆိုတဲ့စိတ်ကလေးတည်ငြိမ်လာမှုတွေရရှိပြီဆိုလို့ရှိရင်ဘဝပေါ်မှာတွေ့တာတဲ့တဏှာကိုအဆင့်၄ဆင့်နဲ့မဲ့၄ပါးနဲ့ဖယ်ရှားလိုက်တဲ့အခါမှာနောက်ဆုံးဘဝရဲ့ထွက်ပေါက်လို့ဆိုတဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ကြမှာဖြစ်တယ်လို့ကိုယ်စီယုံကြည်ပြီးတော့ဘဝရဲ့ထွက်ပေါက်ရရှိရန်အတွက်ဘဝဒုက္ခကိုရှုမြင်သုံးသပ်နိုင်ကြပါစေကုန်သတည်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေလက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေလက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိတာသဗ္ဗေတမုဟတံအာစရာမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောင်းကင်းပြောက်ကြည်တရားစေကိုပိဝိတဝါဝန္တာရှင်းပြတောက်ကြရနာကြရကုန်သောကြောင့်ဝိတာသဗ္ဗေပူဇာညစ်နောင်ကိလေသာစိတ်အတောက်ဟူသမျှတို့သည်သမုဟတာပိဉ္ကြဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရအောင်ပယ်ဖြောင်းအပ်ကုန်သည်ဟွန်တုစစ်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာဇရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘာဝကိလေသာဟုပုခတ်သိကင်းငြိမ်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြုတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာဉ်သူတော်စင်များတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်တယ်မြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း